Hello မင်္ဂလာပါဆရာနေဝင်းစကစ်မျိုးပြည်ပြည်မှာကြိုးဆိုပါတယ်ဒီကောင်လေးကပေါ့ဝါမှာ3000နော်3000 24 3000လေး24 3000လေးက short ဖြစ်ပြီးတော့မျိုးရိုင်းလာအပ်တာပေါ့မျိုးရိုင်းလာအပ်တော့ဒီမှာနော်မော်ချာရီကတအားရိုက်ထားတယ်မော်ချာရီကတကယ်နေရာဒီမှာဒီကောင်နေတာ3525 oscillation ပေါင်းတဲ့နေရာတွေနော်ဒီအောက်ဒီမှာဆိုရင်လည်းIGBD အောက်ဒီမှာအမုံတွေကကတ်ပြီးတော့မိုးရင်ဘက်ဆိုရင်ဒီလိုအမုံတွေကနေမှလျှက်ကူးပြီးတော့ပြတ်တာများပါတယ်ຫນွေဘက်ဆိုရင်တော့တိတ်တော့ပြတ်တာမရှိဘူးပေါ့ຫນွေဘက်ဆိုရင်ဒီအမုံတွေက6တွေ့မိုးရင်ဘက်ကျတော့ဆိုထိုင်းပြီးတော့မိုးအေးတဲ့ရာသီဆိုရင်မိုးများတဲ့ရက်ဆိုရင်ပိုဆိုးပါတယ်ကောင်တွေကအဲ့တော့အကုန်လုံးရှော့ကြသွားပြီပေါ့ရှော့ကြလို့ပြင်ရမယ်လုံးလေးအတန်ရှင်းရင်လုံးမယ်ရုပ်ရှင်ပြင်ပြီးမှတစ်ပိုင်းထပ်တင်ပေးပါမယ်ဒါတော့ SMB ရဲ့ပိုင်း